မင်္ဂလာပါကျွန်တော်တို့စီကိုစိုက်ပေါင်းထားတဲ့ပစ္စည်းတွေစိုက်ရောထားတဲ့ပစ္စည်းတွေဆိုရင်လာပြီးတော့မပြပါနဲ့ခင်ဗျာကျွန်တော်အနေနဲ့ဝယ်ယူမှုလဲမပြုတ်လို့တလို့အဲ့ဒီပစ္စည်းအရေးတွေးတွေဆိုရင်ကျွန်တော်အနေနဲ့စိတ်ဝင်စားမှုလည်းမရှိပါဘူးခင်ဗျာကျွန်တော်အနေနဲ့ပစ္စည်းအရေးတွေးကောင်းတာကိုပဲကျွန်တော်အနေနဲ့ဝယ်ယူပါတယ်ပစ္စည်းအရေးတွေးမကောင်းတဲ့ပစ္စည်းတွေလာပြနေကျွန်တော်လည်းစိတ်ဝင်စားမှုမရှိသလိုမိတ်ဆွေတို့အတွက်လည်းလမ်းစိတ်ကိုယ်မှရှိပါတယ်အဲ့ဒီတော့ခုချိန်ကြီးဒီကျွန်တော်တို့ရှိကိုပေါ့နော်ပစ္စည်းတွေသကောင်းတာတွေစိုက်ပေါင်းတွေစိုက်ရောတွေထုတ်လို့ရှိရင်ဝိတ်သွေးပါပါတယ်အဲ့ဒီပစ္စည်းတွေကလာပြနေတဲ့အတွက်ကျွန်တော်ထပ်မံပြောကြားရခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အနေနဲ့ပစ္စည်းအရေးတွေးကောင်းတာကိုပဲဝယ်ယူမှုပြုလုပ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်